topic 1 40 တစ်ချိန်မြောက်ပေါ့နော်40တစ်ချိန်မြောက် topic 1ရဲ့ကို question မေးခွန်းဟောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့တော့အရင်ဆုံး ilki နော် ilki reading ကနေစပြီးတော့ကျမတို့သွားကြည့်လိုက်ရအောင်ကဲ reading ကကြတော့31ကနေပြီးတော့31ကနေပြီးတော့90အထိရှိတယ်ပေါ့နော်31ကနေပြီးတော့90ထိရှိတယ်ကဲဟုတ်ပြီအဲ့တော့31ကနေပြီးတော့33ထိကဘာမီးခွန်းလဲဆိုတာလေးကိုကျမတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်ကဲဟုတ်ပြီ31ကနေပြီးတော့33မူရောဆဲတယ်ဟန်မူအောက်ကကြတော့ဘာအဲကမိုင်နဲ့ဆိုတဲ့အတိတ်ဘာနဲ့ဒေဟန်ကကြတော့ပတ်သက်ပြီးတော့ဘာနဲ့ပတ်သက်တဲ့ယာဂီမီကအကြောင်းအရာလေတဲ့ဘာနဲ့ပတ်သက်တဲ့အကြောင်းအရာလဲဟိုဂီဝါကချေဟိုဂီကကြတော့ဥပမာဒီမှာဥပမာဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းပါတယ်ကဲဥပမာနဲ့ဝါကနဲ့ကချီကအတူတူဥပမာနဲ့အတူတူအိုင်မာချင်းကိုစမှန်တဲ့ဟာကိုတဲ့မှန်တဲ့ဟာကိုကိုရရှိဖြေကိုတဲ့ကိုရသားကကြတော့ရွေးတယ်အဲ့တော့ကိုရရှိဖြေကိုရွေးပါတဲ့တပုတ်ကို2မှတ်ပေးထားတယ်ကဲဟုတ်ပြီဘာနဲ့ပတ်သက်တဲ့အကြောင်းအရာလဲဒီဥပမာနဲ့အတူတူမှန်တဲ့ဟာကိုရွေးရမယ်တဲ့ကဲဥပမာလေးကိုကြည့်လိုက်ရအောင်အာဘူဂျီနဲ့ဝီစားအီမီတာအာဘူဂျီကအဖေနင်းကအဖေကဝီစားကဘာလဲဆရာဝန်အီမီတာကဘာအမော်ညီနဲ့အနေဝနီမီတာတဲ့အမော်ညီကကြတော့အမေကတော့တဲ့ဦးနေဝမ်းကကြတော့ဘန်ဝန်ထမ်းဖြစ်ပါတယ်တဲ့အဲ့တော့နံပါတ်1မှာပေးထားတာဂျူမာကကြတော့ပိတ်ရက်2ကဘူမိုးကမိဘ3ကဖြုံဝွန်ဆေးရုံ4ကဥပါကအကိုကဲအဲ့တော့အခုကဘာနဲ့ပတ်သက်ပြီးတော့မေးထားရလဲဂျူမာနဲ့ပတ်သက်တဲ့ပိတ်ရက်နဲ့ပတ်သက်တဲ့စကားလုံးတွေမပါဘူးဆေးရုံနဲ့ပတ်သက်တဲ့စကားလုံးတွေမပါဘူးအကိုနဲ့ပတ်သက်တဲ့စကားလုံးတွေမပါဘူးဒီမှာကဘာတွေပဲပါလဲဆိုတော့အာဘောကြီးပါတယ်အော်မောညီပါတယ်အဲ့တော့မိပါအဲ့တော့နံပါတ်2ကိုရွေးပေးရမယ်နားလေတယ်နော်ကဲဟုတ်ပြီအဲ့တော့31လေးကိုတွားလိုက်ရအောင်선생님은한국사람입니다 저는 프랑스 사람입니다. 선생님가 자러 세야는 마 자러 소래 되고요. 선생님은 세야가로래 한국 사람입니다. 코리아 룸요 표바래. 저는 저너가로 프랑스 사람입니다. 프랑스 룸요 표바래. 프랑스가 자러 빈대 룸요 표바래. 에러 너무 비라라 가족가 바래. 미다수 내가 나라 동아 생이 내가 친구 깨우기 미다수 나이가 무인이 뚱예chen 깨우기 디마가 자러 가족နဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်တဲ့စကားလုံးတွေမပါဘူးဗာလဲမွေးနေ့နဲ့ပတ်သက်တဲ့စကားလုံးတွေမပါဘူးတငယ်ချင်းနဲ့ပတ်သက်တဲ့စကားလုံးတွေမပါဘူးဘာပါလဲဆိုရင်ဆက်ရပါတယ်ကျွန်တော်ပါတယ်ဘာနိုင်ငံလူမျိုးလဲဆိုတာပါတယ်ကဲအဲ့တော့ဒီမှာကသူနဲ့သက်ဆိုင်တဲ့ဟာဘာလဲဆိုရင်နာရာဆိုတဲ့ဟာကိုခြေလို့ရွေးပေးရမယ်နားလည်လားကဲ32ကိုကြည့်လိုက်ရအောင် 8월에는 수업이 없습니다. 학교에 가지 않습니다. 8라ပိုင်းမှာတဲ့8라ပိုင်းမှာ수업가ကြတော့စာသင်ချိန်အတန်းချိန် 수업이 없습니다. 사tinချိန်မရှိဘူးအတန်းချိန်မရှိဘူး 학교에 짱고 ဒီမှာ에야ကြတော့ကိုပြောတာ 학교에 가지 않습니다. မသွားပါဘူးတဲ့အဲ့တော့8လပိုင်းမှာအတန်းချိန်မရှိဘူးစာသင်ချိန်မရှိဘူးကျောင်းကိုလည်းမသွားဘူးအဲ့တော့ဒီဟာကနိုင်ကြကကြတော့နေရက်ဘန်ဟာကဘာလဲကျောင်းပိတ်ရက်ရောင်းဟင်းကကြတော့ခရီး약속ကဂတိကဲအဲ့တော့ဘာနဲ့ပတ်သက်ပြီးတော့မေးသွားတာလဲ
ကျောင်းပိတ်ရက်ဟုတ်တယ်ဘာငှားနဲ့ပတ်သက်ပြီးတော့မေးသွားတာကဲဟုတ်ပြီ31ရက်32ရက်ကိုရှင်းတယ်နော်ကဲဟုတ်ပြီအဲ့တော့ခြေတို့33ကိုတွားကြည့်အောင်ကဲ33မှာကြတော့동생은눈이큽니다 코는작습니다 동생ညီလေးကတော့တဲ့눈이큽니다မျက်လုံးလေးက큽니다ကြီးပါတယ်တဲ့ကဲမျက်လုံးလေးလည်းကြီးတယ်코는작습니다နှာခေါင်းလေးကတော့작습니다သေးပါတယ်တဲ့အဲ့တော့동생 동생ကဒီလိုရှိတယ်ဆိုတာကို तू ကပြောပြထားတာမောင်လေးပေါ့နော်ကဲနံပါတ်1မှာပေးထားတာ누나ကြတော့အမ취미ဘာလဲဝါဒနာ장소နေရာ 얼굴ဘာလဲမျက်နှာကဲကတော့မျက်လုံးပါတယ်နှာခေါင်းပါတယ်ဆိုတော့ဒါဘာနဲ့ပတ်သက်ပြီးတော့ပြောထားတာလဲမျက်နှာနဲ့ပတ်သက်ပြီးတော့ပြောထားတာအဲ့တော့ဒီလေးခုထဲမှာဘာကိုရွေးပေးရမလဲဆိုရင် 얼굴 နားလည်တယ်နော်အဲ့တော့ဒီမှာပေးထားတဲ့6မှတ်ကအကုန်လုံးရမယ်ကဲတော့ဒီမှာက34ကနေပြီးတော့39ထိက보기와 같이 보기နဲ့အတူတူတဲ့꼴렛마 들어갈 가장 알맞은 것을 고르십시오တဲ့들어갈ဝင်သွားမယ်ဒီကွက်လက်နေရာမှာတဲ့ဝင်သွားမယ်가장 알맞은အမှန်ဆုံးစကားလုံးကို 고르십시오ရွေးပေးပါတဲ့ကဲကြည့်လိုက်ရအောင်저는 빈칸에 갔습니다 책을 샀습니다ကျွန်တော်ကတဲ့ကို갔습니다သွားခဲ့ပါတယ်တဲ့책을စာအုပ်ကို샀습니다ဝယ်ခဲ့ပါတယ်တဲ့အဲ့တော့ तू ကဘယ်ကိုသွားပြီးတော့စာအုပ်ကိုဝယ်မှာလဲအောက်မှာပေးထားတဲ့ဝေါဟာရလေးခုကိုကြည့်လိုက်ရအောင်극장ကကြတော့ဗာလဲဟုတ်တယ်ရုပ်ရှင်ရုံ사정စာအုပ်ဆိုင်공원ပန်းခြံ세탁소အဝတ်လျှော်ဆိုင်ပင်မင်းဆိုင်ပေါ့ကဲဟုတ်ပြီအဲ့တော့ဒီလေးခုတွေကနေပြီးတော့ဘယ်နေရာကိုသွားမှာလဲဆိုရင်ရှယ်ကိုစောဆောင်စာအုပ်ဆိုင်ကိုသွားပြီးတော့ဘာဝယ်မှာလဲစာအုပ်ကိုဝယ်မှာပေါ့ဟုတ်တယ်နော်ကဲဟုတ်ပြီ34လေးကိုကြည့်လိုက်ရအောင်이 사람은 회사원입니다 학생 꼴렛 아닙니다တဲ့이 사람은ဒီလူကတော့တဲ့회사원ကုမ္ပဏီဝန်ထမ်းမှာတဲ့회사원입니다ကုမ္ပဏီဝန်ထမ်းမှာ 학생 아닙니다ကဲ 학생ဒီထဲမှာဘာထည့်ရမလဲနံပါတ်1က e နံပါတ်2က e နံပါတ်3က နံပါတ်4ကခွာ e ကကြတော့က e ကရဲ့တယောက်ရဲ့ဆိုတဲ့အဓိပ္ပာယ်ကခိုးခွာကနဲ့ကဲဒီလူကကုမ္ပဏီဝန်ထမ်းမှာတဲ့ចောင်းသားမဟုတ်ပါဘူးတဲ့ကဲចောင်းသားမဟုတ်ပါဘူးဆိုတော့ဒီမှာကြတော့ဘာချင်းပါထားတယ်ဟဟလားအဲ့တော့ 학생ဘာထည့်ပေးရမလဲအဲ့တော့ 학생이 아닙니다နားလည်တယ်နော်ပြောပြီ35ကကြတော့ဘာလဲဆိုတော့꼴렛을 안 가고 안 가지고 왔습니다 지금 돈이 없습니다 꼴렛ကိုတဲ့안 가지고 왔습니다တဲ့ယူမလာပါဘူးတဲ့အခု돈이 지금 돈이အခုပတ်စံ없습니다မရှိပါဘူးတဲ့အဲ့တော့နံပါတ်1မှာဘာဝင်မလဲဆိုရင်안경မျက်မှန်사정အဘိဓာန်우산ထီ지갑ပတ်စံအိတ်အဲ့တော့ဘာကိုမယူလာပဲရောက်လာမိတာလေအခုပတ်စံမရှိဘူးဆိုတော့지갑ပဲပေါ့ဟုတ်လားအဲ့တော့နံပါတ်4က지갑နားလည်တယ်နော်ကြောက်ပြီ36မှာကဘာလဲဆိုတော့교실에 학생이 없습니다 교실ကကြတော့ဗာလဲစာသင်ခန်းမှာတဲ့학생이 없습니다ကျောင်းသားတွေမရှိပါဘူးတဲ့그래서 꼴렛
အဲ့တော့ 예쁩니다.လှပါတယ်တဲ့ 작습니다. သေးပါတယ် 조용합니다. တိတ်ဆိတ်နေပါတယ်တဲ့ 가깝습니다. နီးပါတယ်တဲ့ကဲအဲ့တော့စာသင်ခန်းမှာကျောင်းသားတွေမရှိဘူးဘာဖြစ်မှာလဲတိတ်ဆိတ်နေမှာပေါ့ဟုတ်တယ်နံပါတ်3 조용합니다. ကဲဒီမှာကျတော့3မှတ်တဲ့39မှာကျတော့ 우리는 꼴라 만났습니다. 응사를 했습니다. 우리는 ငါတို့ကတော့တဲ့ 꼴라 만났습니다. တဲ့တွေ့ခဲ့ပါတယ်တဲ့ 인사를 했습니다. နှုတ်ဆက်ခဲ့ပါတယ်တဲ့နံပါတ်1 아마နံပါတ်2 처음နံပါတ်3 아직နံပါတ်4 별로 တစ်ကအာမဆိုတာဒီဟာကဖြစ်နိုင်တယ်လို့ရှိတယ်ဆိုတဲ့နေရာမှာသုံးတဲ့စကားလုံးဒါကဖြစ်နိုင်တယ်လို့ရှိတယ်အာမခရုစုတုိဆောအဲ့လိုနေရာမျိုးမှာဒါဖြစ်နိုင်ကြတော့ရှိပါတယ်အဲ့လိုနေရာမျိုးမှာသုံးတဲ့စကားလုံးပေါ့နော်ဒါကကြတော့ခြုံကပထမဆုံးအာဂျစ်ကကြတော့အခုထိဖြော်လို့ကတိတ်ဒါတိတ်မဟုတ်သေးဘူးတိတ်သဘောမကျဘူးအဲ့လိုတခုခုကိုအရန်ကြီးလည်းမကောင်းဘူးအရန်ကြီးလည်းမဆိုးနေရာမျိုးမှာဖြော်လို့ဆိုတဲ့ဒါလေးကိုသုံးတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ 우리는 아마 만났습니다. တွေ့နိုင်ခြေရှိပါတယ်အဲ့လိုမျိုးကြတော့သုံးလို့ရလားမရဘူးထုံးပထမဆုံးတွေးခဲ့ပါတယ်နှုတ်ဆက်ခဲ့ပါတယ်ဆိုတော့နံပါတ်2ကပဲမှန်တယ်နားလည်ရနော်ပြောပြီ38မှာကဗာမေးထားလဲဆိုရင်학교 앞에서 약속이 있습니다. 그래서 친구를 꼴라 တဲ့ 학교 앞에서 ကျောင်းရှေ့မှာ 약속이 있습니다. 약속ချိန်ထားတာရှိပါတယ်တဲ့ 그래서 친구를 အဲ့ဒါကြောင့်တငယ်ချင်းကို 꼴라 1 기다립니다. စောင့်နေပါတယ်တဲ့ 2 도와줍니다. ကူညီပေးပါတယ်3 좋아합니다. ကြိုက်ပါတယ်4 가르칩니다. သင်ပေးပါတယ်တဲ့ကဲအဲ့တော့ကျောင်းရှိမှာချိန်ထားတာရှိတယ်အဲ့ဒါကြောင့်တငယ်ချင်းကိုဘာလုပ်နေမှာလဲစောင့်နေမှာပေါ့အဲ့တော့နံပါတ်1ကဲ39ကကြတော့이 그림이 마음에 꼴라 이것을 사고 싶습니다. 이 그림이 마음에 꼴라ဒီပုံကိုတဲ့စိတ်ထဲဘာဖြစ်မလဲ이것을 사고 싶습니다. ဒါကိုဝယ်ချင်ပါတယ်တဲ့듭니다. 듭니다가ကြတော့ကြပါတယ်납니다. 납니다가ကြတော့옵니다. 납니다가ကြတော့တခုခုဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် 옵니다. လာပါတယ် 잡니다. အိပ်ပါတယ်တဲ့ကဲဟုတ်ပြီ듭니다. 듭니다가ကြတော့တခုခု마음에 들다အဲ့ဒီရဲ့တွဲဖက်စကားလုံးပေါ့နော်အဲ့တော့마음에 듭니다가တခုလေဒီအတွဲလေးကိုဒီလိုမျိုးလေးကြတ်ထားရမယ်ပေါ့အဲ့တော့이 그림이 마음에 듭니다. 이것을 사고 싶습니다. ဒီလိုမျိုးဖြစ်ရမယ်ပေါ့နော်